အားလုံးပဲမင်္ဂလာပါ Football Video မြန်မာ Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ချန်ပီယံလိဘောလုံးပွဲစဉ်ကတော့ယမန်နေ့ညမှာဂျာမနီနိုင်ငံမြူးနစ်မြို့မှာရှင်ပြိုင်ကစားခဲ့ပြီးပဲဖြစ်ပါတယ် PSG အသင်းဘက်မှာတော့ဂိုသမာဒိုနိုရာမာနောက်ထပ်ဟာကီမီအသင်းကောင်းဆောင်မာကူညိုစ်ပါချိုနူနိုမန်ဒါစ်ဝန်လင်မှာတော့နေဗတ်စ်ဗီတီညာဖေဗီယန်ရူးစ်တိုက်စစ်ကစားသမားတွေအနေနဲ့ဒူရီဒမ်မီလီနဲ့ကာရက်စ်ကလီယာတို့ပွဲထွက်ကစားခဲ့ပါတယ်အင်နာမီလန်အသင်းဘက်မှာတော့ဂိုသမာဆွန်မာနောက်တန်ဘတ်စတိုနီအဆာဘီပါဗတ်ကွင်းနဲ့ဒီမာကိုမီခီတာရန်ကာနိုဂလူဘာရဲလာဒန်ဖရီတို့ပါဝင်လာခဲ့ပြီးတော့တိုက်စစ်မှာတော့အသင်းကောင်းဆောင်လော်တူရိုမာတီနာနဲ့မာကတ်တူရန်တို့ကပွဲထွက်လာခဲ့ပါတယ်ယနေ့ပွဲစဉ်မှာတော့တန်ကြီးကစားသမားတွေများတဲ့အင်တာမီလန်တို့ဟာလူငယ်ကစားသမားများတဲ့ PSG အသင်းရဲ့လှိမ်မြန်တဲ့ကစားခွဲအောက်မှာအဘက်ဘက်ကဘလူးမှမရှိနိုင်ခဲ့ပဲ9 ဂိုးမရှိ9ပြတ်ရလက်နဲ့အဆက်တကွဲရှုံးနေခဲ့ရပါတယ် PSG အသင်းအတွက်ဂိုးတွေကိုတော့ပွဲကစားချိန်12မိနစ်မှာအင်နာမီလန်ကစားသမားဟောင်းဟာကီမီကအဖွင့်ဂိုးသွင်းယူခဲ့ပြီးပွဲကစားချိန်မိနစ်20မှာတော့ဟာကီမီရဲ့အဖွင့်ဂိုးကိုဖန်တီးပေးခဲ့တဲ့ဒူရီကဒုတိယမြောက်ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်ပထမပိုင်းမှာတော့ဟာကီမီဒူရီတို့ရဲ့သွင်းဂိုး2ဂိုးနဲ့ PSG တို့ကနိုင်ရရှိခဲ့ပြီးဒုတိယပိုင်းရောက်မှလည်း PSG တို့ကပဲပွဲကိုဆက်လက်ဆွမိုးထားခဲ့ပါတယ်ပွဲကစားချိန်63မိနစ်အရောက်မှာတော့တပွဲလုံးခြေသွမ်းပြနေတဲ့ဒူရီကပဲ PSG တို့အတွက်တတိယမြောက်ဦးဆောင်ဂိုးကိုသွင်းယူသွားခဲ့ပါတယ်နောက်ထပ်စတုတ္ထဂိုးနဲ့ပြင်စမဂိုးတွေကိုတော့83မိနစ်မှာကာရက်စ်ကလီယာ88မိနစ်မှာလူစားဝင်ကစားသမားမာယူလူတို့ကသွင်းယူပေးခဲ့ပြီးပွဲပြီးဆုံးချိန်မှာတော့ PSG အသင်းဟာအင်နာမီလန်အသင်းကို9 ဂိုးမရှိရလက်နဲ့အနိုင်ရရှိခဲ့ပါတယ်ဒီလိုနဲ့ပဲရစ်သားတွေဟာမီလန်သားတွေကိုခြေပြက်9ပြက်နဲ့9 ဂိုးဖုတ်ခဲ့ပြီးနီးပြအင်နရီရဲ့ဦးဆောင်မှုနဲ့သူတို့ရဲ့ပထမဆုံးချန်ပီယံလိဖလားကြီးကိုတော့အရယူနိုင်ခဲ့ပါတယ်အင်နာမီလန်အသင်းဟာလည်းယခုဖိုင်နယ်ရှုံးနေခဲ့ခြင်းကြောင့်နောက်ဆုံး3နှစ်တွင်ဒုတိယကြိမ်မြောက်ဖိုင်နယ်တက်ခဲ့ပေမဲ့နှစ်ကြိမ်စလုံးရှုံးနေခဲ့တာကြောင့်သူတို့အတွက်စတုတ္ထမြောက်ချန်ပီယံလိဖလားအိမ်မက်ကဆက်လက်ဝေးနေစေဖြစ်ခဲ့ပါတယ်ယခုရှင်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိဘောလုံးပွဲစဉ်ခြေသွမ်းအမြင်ကိုညီကိုတို့အနေနဲ့ကွန်မန့်မှာတုံးသက်ပေးခဲ့လို့ရပါတယ်ညီကိုတို့အနေနဲ့ like and subscribe လေးလုပ်ပြီးသွားဖို့လည်းမမေ့နဲ့ဦးနော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာများရှိခဲ့ရင်လည်းကွန်မန့်မှာမှန်းခဲ့ပေးလို့ရပါတယ်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်နေပါမယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ညီကိုတို့